Hello အားလုံးပဲမင်္ဂလာပါခင်ဗျာတရုတ်နိုင်ငံရွှေလီမြို့တိုင်းစေရောကနေပြီးတော့မှအမျိုးသားအမျိုးသမီးဝန်ထမ်းတွေတရားဝင်ခေါ်ယူနေပါတယ်ခင်ဗျာအမျိုးသားကတော့အသက်35နှစ်ပြည့်မှဖြစ်ပြီးတော့မှအမျိုးသမီးကတော့အသက်29နှစ်ပြည့်မှဖြစ်ပါတယ်ခင်ဗျာလိုအပ်ချက်တွေအနေနဲ့ကတော့မပေါင်းတဲ့စမတ်ကတဲ့တဲ့ချက်တို့လုံးမှဖြစ်ပါတယ်ခင်ဗျာလာတာအနေနဲ့ကတော့10သိန်းနဲ့အထက်မှဖြစ်ပြီးတော့မှနေပြထားပြပေးထားတဲ့အပြင်မှာတပတ်ကိုတရက်လည်းပြပါသေးတယ်ခင်ဗျာတပတ်ကိုတရက်ကလောက်4ရက်ပေါ့နော်ပြပါသေးတယ်ခင်ဗျာမဟုတ်နေလို့စမတ်ကတော့မရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ရုံးမကနေပြီးတော့လုပ်ပေးပါနော်အဓိကတော့အသက်ရပြည့်တဲ့သူတွေကသွားလို့ရမှာဖြစ်ပါတယ်ခင်ဗျာအသက်ရမပြည့်သေးဘူးဆိုလို့ရှိရင်တော့သွားလို့မရသေးပါဘူးခင်ဗျာခရီးပြည့်တွေလမ်းပြည့်တွေအကုန်လုံးကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှအကျွေးစနစ်နဲ့ဆောင်ရွက်ပေးထားတဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့ဘက်ကပါချင်းညာချင်းမှာထပ်ပေးရမလို့တော့ပါဘူးခင်ဗျာလမ်းမှာတုံးမို့အတွက်တောင်းတရိပ်လေးတွေကိုလည်းထပ်ပေးထားတဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့ဘက်ကဒီအလုံးလေးကိုသိဝင်ထားရဲဆိုလို့ရှိရင်ကျွန်တော်တို့လည်းဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်Hello အားလုံးပဲမင်္ဂလာပါခင်ဗျာတရုတ်နိုင်ငံရွှေလီမြို့တိုင်းစေရောကနေပြီးတော့မှအမျိုးသားအမျိုးသမီးဝန်ထမ်းတွေတရားဝင်ခေါ်ယူနေပါတယ်ခင်ဗျာအမျိုးသားကတော့အသက်35နှစ်ပြည့်မှဖြစ်ပြီးတော့မှအမျိုးသမီးကတော့အသက်29နှစ်ပြည့်မှဖြစ်ပါတယ်ခင်ဗျာလိုအပ်ချက်တွေအနေနဲ့ကတော့မပေါင်းတဲ့စမတ်ကတဲ့တဲ့ချက်တို့လုံးမှဖြစ်ပါတယ်ခင်ဗျာလာတာအနေနဲ့ကတော့10သိန်းနဲ့အထက်မှဖြစ်ပြီးတော့မှနေပြထားပြပေးထားတဲ့အပြင်မှာတပတ်ကိုတရက်လည်းပြပါသေးတယ်ခင်ဗျာတပတ်ကိုတရက်ကလောက်4ရက်ပေါ့နော်ပြပါသေးတယ်ခင်ဗျာမဟုတ်နေလို့စမတ်ကတော့မရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ရုံးမကနေပြီးတော့လုပ်ပေးပါနော်အဓိကတော့အသက်ရပြည့်တဲ့သူတွေကသွားလို့ရမှာဖြစ်ပါတယ်ခင်ဗျာအသက်ရမပြည့်သေးဘူးဆိုလို့ရှိရင်တော့သွားလို့မရသေးပါဘူးခင်ဗျာခရီးပြည့်တွေလမ်းပြည့်တွေအကုန်လုံးကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှအကျွေးစနစ်နဲ့ဆောင်ရွက်ပေးထားတဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့ဘက်ကပါချင်းညာချင်းမှာထပ်ပေးရမလို့တော့ပါဘူးခင်ဗျာလမ်းမှာတုံးမို့အတွက်တောင်းတရိပ်လေးတွေကိုလည်းထပ်ပေးထားတဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့ဘက်ကဒီအလုံးလေးကိုသိဝင်ထားရဲဆိုလို့ရှိရင်ကျွန်တော်တို့လည်းဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်